Good morning ပါ everyone ဒီနေ့မှာတော့ချင်းမိုင်က Route 66ဆိုတဲ့တနေ့ကုန် breakfast တွေပဲရတဲ့ diner ပေါ့နော်အဲ့ဒါလေးကိုသွားစားမှာဖြစ်ပါတယ် all day breakfast ကိုမှ coffee ပါအပါစီးလေးပေါ့နော်ဒါကတော့ menu လေးပါမြက်ကတော့ရိုးရိုးရှင်းရှင်း bagel လေးပဲမှာလိုက်ရတယ်ပေါ့နော်ကြက်ဥနဲ့ bacon လေးနဲ့bagel ကတော့တော်တော်လေး dry ဖြစ်တယ်ပေါ့နော်စားတာစတဲ့မှာ6ပြီးတော့ဒါပေမဲ့ coffee အဝ free တောက်လို့ရတယ်ဆိုတော့ဘာဖြစ်တန်တယ်လို့ပဲပြောရမှာပေါ့နော်တကယ်ကောင်းတဲ့ super breakfast ကတော့ဒါပါဘာလဲတော့မမှတ်မိတော့ menu ထဲမှာတော့ပါတယ်ပေါ့နော်ကြက်ကြော်ရယ်ကြက်ဥရယ်ပြီးရင်အာလူးကြော်လေးတွေအာလူးကြော်လေးက home fry ကောင်းမှကောင်းပိတ်သက်ကြီးကိုကျွေးပါတယ် ရှေ့ကြည့်နောက်လှည့်ကြည့်မြေဝန်းစုံကငါ့ကိုကြည့်ဒါကတော့အဝစားပြီးတော့မှဘေက60ပဲတန်တယ်80ပဲတန်တယ်ဟိုကတော့ဘလောက်တန်ပဲဖြစ်တင်နေဆိုပြီးတော့အကဲဖြတ်နေကြတာပေါ့ဟဲ့အပြင်းပြေ what's in my bag စားပြီးသွားပြီဆိုတော့နှကန်းလေးပြန်ဆိုးပြမယ်နော်အခုသုံးထားတာက Estee Lauder က lip liner တော်တော်ကိုကောင်းတယ်အရင် pigmented ဖြစ်တယ်တော်တော်လေးကြာရှည်ခံတယ်ပြီးရင်လို့ဆွဲရလဲလို့အီလေးနဲ့ပေါ့နော်တော်တော်ခံတာတော့လုံးဝအမှတ်ပြည့်ပဲ lip liner လေးဆွဲပြီးဆိုရင်တော့နှကန်းကို NYX ထဲကlip plumper ပေါ့နော်အဲ့ဒါလေးပဲဆိုလိုက်ပါတယ်အဲ့တော့နှကန်းလေးရလို့တဘာဝဆန်ဆန်လေးပေါ့နော်ဖူးလေးနဲ့ဖုံဖောင်ရဲရဲလေးဖြစ်သွားတာပေါ့နော်ကဲထားပါပဲရှင်ဘေးမှာကျတော့သူကဒီ cycle tour တွေလုပ်တယ်ပေါ့နော်အဲ့တော့ cycle နဲ့ပတ်သက်ပြီးတော့ပစ္စည်းတွေစိတ်ဝင်စားရဲဆိုရင်လည်းသွားကြည့်လို့ရပါတယ်ကျွန်တော်တို့စိတ်မဝင်စားပါဘူးနောက်တစ်ခုကတော့ Subway sandwich ဆိုင်မှာမြို့ထဲမှာရှိပါတယ်အလွန်လက်ဆက်ကောင်းမွန်သော sandwich ကိုစားကြတယ်ဆိုရင်တော့ဒီကိုပဲလာလိုက်ပါဒါပေမဲ့ဈေးတော့နည်းနည်းများတယ်ပေါ့နော်သူ့ရဲ့ကြက်သားလေးကလေအရန်ကိုကောင်းတာပြီးရင်အသီးရွက်လေးကလည်းလက်လက်ဆက်ဆက်လို့ရေခဲနဲ့စိန်နာလာပြီးကျွတ်ပြီးတော့အေးပြီးတော့ရန်စားလို့ကောင်းတယ်ပေါ့နော်ပြီးတော့အနီးနားပန်းချံလေးကိုဝင်ပြီးတော့ကျမတို့ဟိုဒီဒီကြည့်မယ်နေအောင်လေးခံမယ်ငါးစာကျွေးမယ်လိုက်ခဲ့ပါအောင်ရှင်သူကလေ9စာထုတ်လေးရောင်းနေပေါ့နော်ပန်းချံမှာ10ဘတ်နေပေါ့နော်9စာဆိုရင်ခွေးစာလို့တင်တာပဲကိုတွေကိုလည်းကျွေးလို့ရတယ်ငါးတွေလည်းကျွေးလို့ရတယ်ကျမကတော့သွားတိုင်းအမအသေးကျွေးရပြောစရာကြီးမကြောင်ကြီးချောင်းနဲ့ရှေ့ချောင်းနဲ့သူကငှက်တွေကိုခုတ်ဖို့ကြည်နေတယ်မှာဒါတော့9စာကျွေးခြင်းနဲ့ခိုစာကျွေးခြင်းကုသိုလ်လေးတစ်ဖြတ်ပါနဲ့လူပေါင်းတာတို့ခေါ်ကြပါအောင်နော်ကြည်ငယ်လူတွေကတော့လည်းတာတို့ခေါ်လိုက်ပါအောင်နော်ကဲခုကတော့ fresh welcome ကျမကအကြောင်းသူ first year လေးပေါ့နော်လဲဒါကတော့တငယ်ချင်းတွေနေပါတငယ်ချင်းတွေကတော့ကပြဖြော်ပြကြရပေါ့နော်ကျမကတော့ဘေးကနေအားဖြည့်ချူကြီးလေးBut no problem, I told you before. To make these activities happen.
shut up. Oh my god, sorry. So cute. Oh my god, Donna. Oh my god, hi. Kurami Kichi. Sorry. Chẳng là một bảo này dài cậu đây mấy mà mẹ ủ đặt lâu chị liều gặp nó today wow cái cô ấy xả nè phải đấy nó lâu là mà chị I am obsessed ဝင်းနေကိမှုပဲမှာဝယ်ရမလဲမသိဘူးဆိုတဲ့သူတွေအတွက် order လဲမှာစရာမလိုပဲနဲ့လွယ်တကူဝယ်ခြင်းနေဆိုရင် Central Festival မှာ Swenson နဲ့ Coast တို့မှာလာလို့ရပါတယ်။ကြော်ညာပြရနော်။စံလေးရမဟုတ်ပါဘူး။ဟိုလာတောင်းရမယ်နည်း Someone just smiled at me like and detail ကိုရောကြောက်မှာမသိဘူး။ Demon Slayer ticket တော့ကြည့်မလား။ Demon Slayer ကြည့်ကြမယ်ဆိုလို့ပေါ့နော်ticket လေးတွားပြီးတော့ကြည့်လိုက်ခဲ့ရပါတော့ဆိုတော့ကျောင်းသားကတ်ရှိရဆိုလို့ရှိရင် discount လေးရပါတယ်အဲ့ဒါလေးဈေးနှုန်းလေးတစ်ချက်ကြည့်လိုက်ခဲ့ပါတယ်ကဲ window shopping အကြီးစားလာပြီနော်ရှူစားကြပါချက်စရာပစ္စည်းလေးတွေကိုoption တစ်ခုတွေ့ခဲ့ပါတယ်ဒီမှာတစ်ခုက Cold Stone ငါရယ် Swenson ငါရယ်ဘယ်ဟာစားခြင်းလဲဆိုတာမေးလိုက်မယ်ဈေးကတော့တူပဲဘာမှမပေါ့တရားပဲကွာဆိုတော့ let's seeဒါကတော့ Italian food လေးစားခြင်းနဲ့ဆိုလို့ရောက်လာပါပေါ့နော် Google Maps မှာကြည့်ရင်ねအစားတောက်လေးစောင့်နေရင်ねနှခမ်းနီ review လေးလုပ်ပေးပါမယ်ရှင်တော်တော်လေးကောင်းတယ်သူကလေနှခမ်းမှာရှိရဲ့အဲ့လိုအရေးအကြောင်းလေးတွေကိုလေလုံးဝလို့ပြေသွားပြီးတော့နှခမ်းအဲ့လိုဟိုလိုမျိုးကွာ lip plumperအကြီးစားအပြင်းစားရလိုမျိုးကွာပူရှိန်ပြီးတော့ဖောင်းတက်သွားပြီးတော့အရန်တိတာပြီးတော့မဟုတ်ဘူးဒါပေမဲ့ကိုနှခမ်းထက်ကိုပဲနည်းနည်းပြည့်လေးဖြစ်တယ်ပြီးအဲ့လို line လေးကုန်ပြည့်ပြီးတော့လို့ဆိုးပေါင်းပေါင်းလေးနဲ့တော်တော်လေးကောင်းတယ်ဒီမြတ်ဆောင်ရမနက်ကတုံးပြတဲ့ NYX ထက်ပို့ပြီးတော့ကောင်းတယ်ရှေ့ကြည့်နောက်လှည့်ကြည့်မြဝန်းစုံကငါ့ကိုကြည့်တယ် fries ကတော့အရန်ကို weak ပါတယ်နော်4 out of 10ပဲအာလူးကြော်ရလေကြော်ထားရတာမဟုတ်လားအာလူးကအစိမ်းလိုမျိုးဖြစ်နေပျော့စီပျော့ဖန်နေ cheese နဲ့ bacon လေးရတော့စားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အာလူးကစားလို့မကောင်းအာလူးပြုတ်ပြီးအာလူးကြော်အာလူးရ feel သွားပါတယ် The storm. I saw a flash. I thought someone took a photo. Don't worry, I didn't. ဒါတော့ trauma ရနေတော့မြန်မာလူငယ်တယောက်ပေါ့နော်ကာဘိုနာရာတော့ရတာတော်တော်ကောင်းတယ် cheesy nutty ဖြစ်တယ်ဒါပေမဲ့ခောက်ဆွဲသားလေးကနည်းနည်းမာနေတာတော့ဘဝင်မကျဖြစ်မိရဲ့ရှင်ဒါတော့ကျမမှာထားတဲ့အာလူး meatball ညူကီလားလို့ခေါ်တယ်ညူကီညီကိုတို့အေး
meatball လေးကအထဲမှာ cheese ပါပြီးတော့စားလို့ကောင်းတယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့အရန်ကိုချင်နေပေါ့နော် acidity ရမ်းများနေခင်းနေဒီနေ့ပဲများနေရတာမများနေရတယ်တော်လေးကိုချင်နေပေါ့နော်စားလို့အဆင်မပြေခဲ့ပါဘူးအဲ့တော့ဒီဆိုင်ကို recommend တော့မပေးချင်ဘူး carbonara စားမယ်ဆိုရင်တော့ပေးမယ်Thank you for watching. Dini vlog dia like babe. Like and subscribe. Bye bye.